สวัสดีครับအားလုံးမင်္ဂလာပါဆရာဒီနေ့အခန်းနံပါတ်34Chai grammar pattern ဆရာတို့စကားပြောတဲ့ခါကျရင်အသုံးပြုတဲ့ pattern လေးတွေကိုဆရာသင်ကြားပေးနေခြင်းဖြစ်ပါတယ်ဒီနေ့သင်ပေးမယ့်သင်ခန်းစာလေးကတော့เพิ่งรู้ว่าဆိုတာကအခုမှသိတယ်ပေါ့နော်เพิ่งรู้ว่าစလုံးနဲ့ဆရာတို့ထိုင်းစကားဘယ်လိုပြောကြမလဲဆရာနဲ့တူတူလိုက်ပြီးတော့လေ့လာကြည့်အောင်နော်ဆရာတို့เพิ่งรู้ว่าဆိုတာအခုမှသိတယ်တဲ့ run ဆိုတာကဒီဇိုင်းဟုတ်ပြီနော် run ဆိုတာကဒီဇိုင်းပေါ့နော် running ဒီဇိုင်းကတဲ့ပိတ်ဆိုတာကဆရာတို့ပိတ်တဲ့วันจันทร์เพิ่งรู้ว่าร้านนี้ปิดวันจันทร์ဆိုတာကအခုမှသိတဲ့ဒီဇိုင်းတနင်္လာနေ့ပိတ်တယ်ဆိုတာပေါ့နော်เพิ่งรู้ว่าအခုမှသိတဲ့วันนี้ဆိုတာဒီနေ့ကတဲ့เป็นวันเกินคนဆိုတာကวันเกินဆိုတာမွေးနေ့คนဆိုတာသင်ရဲ့မွေးနေ့ပေါ့နော်เพิ่งรู้ว่าวันนี้เป็นวันเกินคนအခုမှသိတဲ့ဒီနေ့ကသင်ရဲ့မွေးနေ့ဖြစ်ပါတယ်တဲ့เพิ่งรู้ว่าအခုမှသိတယ်တဲ့ที่นี่ဆိုတာဒီနေရာကတဲ့มีทะเลสวยมากมีဆိုတာကျတော့ရှိတယ်ทะเลဆိုတာကကမ်းခြေပေါ့နော်สวยมากဆိုတာအရန်လှတဲ့ကမ်းခြေရှိတယ်ဆိုတာအခုမှသိတယ်တဲ့เพิ่งรู้ว่าที่นี้มีทะเลสวยมากနောက်တစ်ခုကကျတော့เพิ่งรู้ว่าအခုမှသိတယ်เขาဆိုတာကသူเป็นครูเป็นဆိုတာဖြစ်တယ်ครูဆရာပေါ့နော်สอนภาษาอังกฤษကျတော့အင်္ဂလိပ်စာသင်တဲ့ဆရာဆိုတာတဲ့အခုမှသိတယ်ပေါ့နော်เพิ่งรู้ว่าเขาเป็นครูสอนภาษาอังกฤษเพิ่งรู้ว่าအခုမှသိတယ်เขาဆိုတာကသူเป็นဖြစ်တယ်พี่น้องกันဆိုတာကမောင်နှမဖြစ်တယ်ဆိုတာပေါ့နော်เพิ่งรู้ว่าเขาเป็นพี่น้องกันအခုမှသိတယ်သူတို့ကမောင်နှမတွေဆိုတာတဲ့เพิ่งรู้ว่าအခုမှသိတယ်เขาဆိုတာကသူเรียนဆိုတာကเรียนဆိုတာသင်ယူတယ်จบစာသင်လို့ပြီးပြီပေါ့နော်จากต่างประเทศဆိုတာကဆရာတို့နိုင်ငံခြားမှာစာသင်ပြီးတဲ့ဆိုတာအခုမှသိတယ်တဲ့เพิ่งรู้ว่าเขาเรียนจบจากต่างประเทศအခုမှသိတယ်တဲ့သူနိုင်ငံခြားမှာပေါ့နော်ကျောင်းပြီးတယ်ဆိုတာပေါ့နော်โอเคဆရာတို့နောက်တစ်ခါလိုက်ကြည့်အောင်เพิ่งรู้ว่าร้านนี้ปิดวันจันทร์အခုမှသိတယ်ဒီဇိုင်းကတနင်္လာနေ့ပိတ်တယ်ဆိုတာပေါ့နော်เพิ่งรู้ว่าวันนี้เป็นวันเกินคนအခုမှသိတယ်ဒီနေ့သင်ရဲ့မွေးနေ့ဆိုတာเพิ่งรู้ว่าที่นี่มีทะเลสวยมากအခုမှသိတယ်ဒီနေရာကကမ်းခြေအရန်လှတယ်เพิ่งรู้ว่าเขาเป็นครูสอนภาษาอังกฤษအခုမှသိတယ်သူကအင်္ဂလိပ်စာသင်တဲ့ဆရာဆိုတာเพิ่งรู้ว่าเขาเป็นพี่น้องกันအခုမှသိတယ်သူတို့ကမောင်နှမတွေဆိုတာเพิ่งรู้ว่าเขาเรียนจบจากต่างประเทศအခုမှသိတယ်သူနိုင်ငံခြားမှာကျောင်းပြီးတယ်ဆိုတာကဲအခုဆရာသင်ပေးတဲ့grammar pattern လေးတာတို့ဒီနားရှင်းလိုက်မယ်လို့ယုံကြည်ပါတယ်ဒီလိုမျိုးပေါ့နော်ဒီလို พิ่งรู้ว่าနောက်ထပ်ကိုသိချင်တဲ့အကြောင်းအရာလေးကိုမြန်မာလိုအရင်ရေးမယ်ပြီးရင်ဆရာတို့ထိုင်းလို့တွေ့မယ်ဟုတ်ပြီနော်အားလုံးနားရှင်းလိုက်မယ်လို့ယုံကြည်ပါတယ်ဒီလို grammar pattern လေးတွေနဲ့ထိုင်းစကားပြောကိုလေ့လာချင်သေးတယ်ဆိုရင် like and follow နဲ့ sharing လုပ်ဖို့နေပါတယ်နော်ขอบคุณครับ